ဟိုးရှေးရှေးတုန်းကတာယာလှပတဲ့တစ်တော်ကြီးတစ်ခုမှာအမြန်ဆုံးပြေးနိုင်တယ်ဆိုပြီးကြွားဝါတက်တဲ့ယုံလေးတစ်ကောင်ရှိတဲ့ ဒီတစ်တော်တဲ့ထန်သေးမှာငါ့ကိုဘယ်သူဖမ်းနိုင်မယ်လဲ နာ ငါက ပြေးအန်းဆောင်စေ ကဲယုံလေးရေအသေးလောက်တောင်ယုံကြည်မြင်တို့နဲ့ရောက်အပြေးပြိုင်ကြီးမှာ ပြန်ပွဲစားတာနဲ့ယုံလေးကလေလိုပဲလီမြန်စွာပြေးထွက်သွားပါတော့တယ်လိတ်ဖိုးဖိုးကတော့တရွေ့ရွေ့နဲ့ပေါ့ ဟိုးလိတ်ကောင်ကအဝေးကြီးကြံခဲ့ပါသားတလေဒီတစ်ပင်ရိတ်လေးအုပ်မှာတရေလောက်အပြည့်သုံးပါ ယုံလေးအိပ်ပျော်နေချိန်မှာတော့လိတ်ဖိုးဖိုးကမနာမနေစူးစားပြီးရှောက်လာခဲ့တယ်သူကပင်ပန်းပေမဲ့ဇွဲမလျှော့ခဲ့ပါဘူးကွယ်နောက်ဆုံးမှာတော့ဖြည်းဖြည်းနဲ့မှန်မှန်လျှောက်ခဲ့တဲ့လိတ်ဖိုးဖိုးကပန်းတိုင်ကိုအရင်ရောက်သွားပါပြီတသမီမီတို့ရေဒီပုံမြင်လေးကနေဘာတင်ငန်းစာရလိုက်တယ်လဲဆိုတော့ဘလောက်ပဲတော်နေပါစေမပေါ်ဆရဘူးလိတ်ဖိုးဖိုးလိုပဲဇွဲမလျှော့ရင်အောင်မြင်မှုရနိုင်နေဆိုတာပါပဲကွယ်